ငယ်ချင်းအားလုံးမင်္ဂလာခင်ဗျာကျွန်တော်နဲ့အတူတူဒီဗီဒီယိုဖိုင်လေးကိုအစားဆုံးလိုက်ကြည့်ပါခင်ဗျာဒီဗီဒီယိုဖိုင်လေးကဆိုင်ငယ်တက်စီသမားတယောက်ရဲ့အကြောင်းလေးပါနော်သူကရှီရိုကောက်ရတာကိုပန်းရှင်အစစ်မှန်ကိုပြန်လိုက်ရှာပြီးပြန်ပြီးတဲ့ဖြစ်စဉ်လေးပါခင်ဗျာကဲတူကြည့်မယ်နော်ကဲဆိုင်ငယ်မောင်လေးညီလေးညီလေးပါမနေဥကကပေါ့ဟုတ်ပါဟုတ်ကအေးဟိုနေပြည့်စည်ညီလေးပင်နာကောက်ရကောင်းလန်းဟာလားညီလေးနဲ့ဆိုင်ငယ်တက်စီစီဝါကြီးမှာဘာလို့ပါလေးတဲ့နော်ဖြီးတဲ့တရားပါဖြီးရဲ့ဘာလို့လဲမသိညီလေးအန်ဒီဘယ်လိုခေါ်အန်ဒီနာမည်ဘယ်လိုခေါ်ပါလဲဟုတ်အန်ဒီတို့မှာခေါ်လေညီမလေးနာမည်ဘယ်လိုခေါ်လဲညီမလေးမီဇိုမဲဟာညီမဟုတ်ပုံလေးပြပါဒီနာမည်ဘယ်လိုခေါ်ညီမချစ်ချယ်လေးတို့သမီးတွေးချစ်ချယ်လေးမီဇိုဒီပါတဲ့ပစ္စည်းတွေလက်ကောက်ရလက်စွပ်နဲ့ခွဲ50ကီကလီဘေကဝယ်နေတာအဲ့ဒါကဒီမလမဲတော့မဟုတ်ဘူးဟာအတုံးမျိုးဇာနမကတည်းကရှိတယ်နော်ဒီပစ္စည်းတွေကအခုပြောတဲ့ပစ္စည်းနဲ့ဒီပစ္စည်းနဲ့ကိုက်အားလုံးဒီကြပဲနော်လိုတာလည်းမရှိဘူးပိုတာလည်းမရှိဘူးဟုတ်ပြီဦးကြီးကငါးဆွဲပြားလေးရဲ့ဘယ်လောက်လဲစမ်းဖို့ခမယ်ဒါကငါးဆွဲပြားလေးပေါ့ကလေးပြောလားဟုတ်ပြီစေသိန်းကျော်ဒီဟာကဆွဲကျိုးအဲ့ဒါလီရောဈေးတိတာပဲအဲ့ဒါဝယ်လာတော့ကြာဟုတ်ဒီလက်ဆိုရောအဲ့ဒါလည်းတော့ကြာဒီဟာလီရောဟုတ်တယ်နော်အဲ့ဒါကကိုသိန်းပေါ့အခါဒီဟာကိုသိန်းကြဟုတ်အခုဒီဟန်ချိန်းနဲ့ဒီလာချိန်းနဲ့တစ်ဆက်ပဲတစ်ဆက်နော်အမှန်နှစ်ခုလို့ဖြစ်နေတာနှစ်ခုပေါင်းတစ်ခုအဲဆိုကလေးပစ္စည်းဒီဟာအားလုံးမှန်တော့ကလေးဝယ်ရတယ်ပေါ့ဗျာနော်ဒါကဆွဲကြိုးဒါကငါလက်ရောကက်ဒီမှာတစ်စုံဒါကမီလီနဲ့စုံဒီမှာကလေးရဲ့အချိန်ဒီမှာလာကြည့်အားလုံးရှိမှာပြီးလိုက်နော်လက်ကကလေးကဘာလို့ဒီနော်ဘာပြောနေစစ်တပ်ကိုအရန်ကိုဒီတော့ပါနော်ပြန်မရတော့ဘူးစီးများတယ်အဖေဆိုတော့စိတ်ဓာတ်နဲ့တော့ပြန်အဲ့ဒါချစ်စစ်